အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တရင်ကျွတ်မီထွန်းပွဲတော်ရဲ့အနှစ်သာရအဓိပ္ပာယ်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်တရင်ကျွတ်မီထွန်းပွဲလို့ဆိုလိုက်ရင်မြန်မာလူမျိုးတိုင်းသိကြပြီဖြစ်ပါတယ်တရင်ကျွတ်လာပြီညချမ်းအချိန်ကသမယမှာနွယ်စင်ကျင်းပလေရှိကြတယ်ပျော်ရွှင်စရာအထင်ကရပွဲတော်ကြီးတစ်ခုပါတရင်ကျွတ်လာပြီညမှာဆိုရင်မြို့တိုင်းရွာတိုင်းရက်ွက်တွေတိုင်းရဲ့လမ်းမကြီးတွေဘေးမှာသူ့အိမ်ရှိကိုယ့်အိမ်ရှိအစီအီစီမီညှိထွန်းနေကြသူတွေလမ်းတကာလှည့်ပြီးစီမီရောင်စုံအလှလှည့်ပတ်ကြည့်ရှုနေကြသူတွေတတ်နိုင်သူတို့စားဖွယ်ရာများစတုဒိတာခင်းကျင်းကျွေးမွေးနေကြသူတွေနိဗ္ဗာန်ဈေးပွဲကုသိုလ်ယူနေကြသူတွေစသဖြင့်မြို့တိုင်းရွာတိုင်းလမ်းမတွေတိုင်းဟာစီကားတိုက်မြိုက်နေလေရှိပါတယ်အကားလှပွဲသဘင်များပျော်ပွဲရွှင်ပွဲဈေးပွဲတော်များကလည်းတတိုင်းတစ်ပြည်လုံးနေရအနှံ့ပေါ်လူငယ်တွေအဖို့မှာတော့စီမီးရောင်တလက်လက်အောက်မှာတောက်ပစွာအလှပြနေကြတယ်လှပြူပြူခင်ကညာလေးတို့ရဲ့ရင်ဖိုးပွဲအလှအပြုံးလေးများကိုလှိုက်မောစွာငေးမောရင်ခုန်ကြပြီးချစ်သူအရှာထွက်ကြတဲ့ပွဲတော်ညအချိန်ကသမယပါဒီပွဲတော်ဟာဘယ်ကနေစဖြစ်လာခဲ့သလဲဘာအဓိပ္ပာယ်နဲ့ကျင်းပခဲ့ကြပါသလဲဒီအကြောင်းတွေကိုသိဖို့ပွဲတော်ရဲ့သမိုင်းဥစ္စာကိုနည်းနည်းလောက်ပြောကြရအောင်ပါပြောရရင်တော့ဇာတ်ကြောင်းတွေကအရှိကြီးပေါ့ဒီနေရာမှာတော့လိုရင်းကိုသာအနစ်ချုပ်ပြီးအချင်းချုံးကပြောပြပါမယ်ဒီအကြောင်းကိုပြောရင်မြတ်ဗုဒ္ဓရဲ့မေတော်အကြောင်းကစပြောရမယ်မြတ်ဗုဒ္ဓရဲ့မေတော်မဟာမာယာဒေဝီမိဖုရားကြီးဟာအလောင်းတော်မင်းသားငယ်လေးကိုမွေးဖွားခဲ့ပြီး9 ရက်အကြာမှာပဲကံတော်ကုံကစုတီပြက်ကြွေကွယ်လွန်သွားခဲ့ပါတယ်အဲ့ဒီနောက်တုတိတာနတ်ပြည်မှာတန်တုတိတာနတ်သားသွားဖြစ်နေခဲ့ပါတယ်တဲ့ရှင်တော်ဗုဒ္ဓဟာဖျားဖြစ်တော်မူပြီးတဲ့အခါမှာမေတော်ဖြစ်ခဲ့ဘူးတဲ့အမိရဲ့ကျေးဇူးကိုအခြေဆပ်ဖို့ရာနတ်ပြည်ထိတဲ့ပြီးတန်တုတိတာနတ်သားအမှုပြုတဲ့နတ်ဗျာမာပရိသတ်အပေါင်းတို့အားအဘိဓမ္မာတရားဒေသနာတော်မြတ်ကိုဝါတွင်3 လကြာကျေးဇူးဆက်ဟောကြားပေးတော်မူခဲ့ပါတယ်ရှင်တော်ဗုဒ္ဓရဲ့အမိကျေးဇူးဆက်ဓမ္မခီးကုံတဲ့ဟာမေဇိမဒေသတဝမ်းပြန့်နှံ့ကြော်စောခဲ့ပြီးမြတ်စွာဘုရားအမိကျေးဇူးဆက်ပြီးလို့လူပြည်သို့ပြန်ကြွလာမယ့်အချိန်ကိုပဲလူသူပရိသတ်အများတို့ကြိုလင့်ကစောင့်ဆိုင်နေခဲ့ကြပါတယ်တာဝရိန္ဒာနတ်ပြည်မှာအမိကျေးဇူးဆက်တရားဟောကြားချီးမြှင့်ခဲ့ပြီးတန်တုတိတနတ်သားမှုပြုတယ်နတ်ဗျာမာပရိသတ်အပေါင်းတို့အားသစ္စာဓမ္မကိုနားလည်သိမြင်စေနိုင်ခဲ့ပြီးနောက်မှာတော့ရှင်တော်ဗုဒ္ဓဟာလူပြည်သို့ပြန်လည်သက်ဆင်းကြွချီလာခဲ့ပါတယ်အဲ့ဒီနေ့ဟာဝါလကုံဆုံးရာတရင်ကျွတ်လာပြီနေ့ညချမ်းအချိန်ခါပါစောင့်မျှော်ကြိုလင့်နေကြတဲ့လူသူပရိသတ်အများဟာအမိကျေးဇူးဆက်ပြီးပြန်ကြွတော်မူလာခဲ့တဲ့ရှင်တော်မြတ်ဗုဒ္ဓကိုစီမီရောင်စုံများထွန်းညှိကြပြီးမင်းမူမတ်လူသူပရိသတ်စုံလင်စွာနဲ့ခမ်းနားစွာကြိုဆိုခဲ့ကြပါတယ်အဲ့ဒီနေ့အဲ့ဒီအချိန်ကစားပြီးတရင်ကျွတ်လပြည့်နေ့ရောက်ချိန်တိုင်းမှာရှင်တော်ဗုဒ္ဓရဲ့အမိကျေးဇူးဆက်ဓမ္မခီးစဉ်ကိုရည်စူးပြီးစီမီညှိထွန်းပွဲတွေတရင်ကျွတ်အခါသမယမိဘဆရာပူဇော်ကြော့ပွဲတွေကိုနှစ်စဉ်မပြတ်ကျင်းပလာခဲ့ကြတာပဲဖြစ်ပါတယ်အချိန်ကာလတွေနှစ်ပရိစေရတွေကြာမြင့်လာခဲ့ပြီးနောက်မှာတော့
ဒါတွေဟာမြန်မာရိုးရာယဉ်ကျေးမှုအစဉ်လာကြီးဖြစ်လာပြီးမြန်မာတို့ရဲ့အထင်ကရပွဲတော်ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ဒီအကြောင်းလေးကိုနားထောင်ကြပြီးသိရှိနားလည်ကြပြီးတဲ့နောက်မှာတော့သတရင်ကျွတ်မီထွန်းပွဲတော်ကိုကိုယ်တိုင်ပါဝင်နွဲပြုံနေကြစဉ်အချိန်အခါသမယမှာကောင်းကင်ယံမော်ကြည့်ပြီးမြတ်ဗုဒ္ဓရဲ့အမိကျေးဇူးဆက်ဓမ္မခရီးကိုအာယုံပြုအမှတ်ရကြလျက်မိမိတို့ရဲ့အနည်းအဝေးမှရှိနေကြတဲ့မိဘနှစ်ပါးတို့ရဲ့ကျေးဇူးတရားများကိုအမှတ်ရတရိတရားရှိကြစေဖို့မိဘကျေးဇူးများကိုတတ်နိုင်သမျှတုံ့ပြန်ပေးဆက်ကြဖို့လူကြီးမိဘများကိုပြစ်မထားကြစေဖို့ဒီဗီဒီယိုကနေတိုက်တွန်းဆန္ဒပြုလိုပါတယ်မိဘကျေးဇူးအထူးသိတာချင်းဟာသတရင်ကျွတ်မီထွန်းပွဲတော်ရဲ့အနှစ်သာရရည်ရွယ်ချက်အစစ်အမှန်ပါအားလုံးမိဘကျေးဇူးကိုအထူးဆန့်နိုင်စွမ်းကြသူသားလိမ်မာသမီးလိမ်မာယရနာလေးများဖြစ်နိုင်ကြပါစေ